ရေးဆက်ဒီမှာဖြစ်တာရှိရဲ့ hydraulic စီဘယ်ရောက်လို့ရောက်သွားမှမသိတဲ့ပြဿနာကိုဒီညကျွန်တော်ပြောပြပေးပါမယ်အဲ့တော့ပထမဆုံးမပြောခင်ကျွန်တော်တို့ဒီ hydraulic ကန်ဆိုတာဒါကျွန်တော်ရေးဆက်တိုင်းမှာရှိတယ်ကျွန်တော်18လီတာထည့်တာလို့စသဖြင့်ပါဗျာအကောင်မြင်းကောင်ကြီးဆိုလိုမျိုးသူ့ရဲ့ထည့်တဲ့ပမာဏနဲ့များသွားမယ်နော်အဲ့တော့ကျွန်တော်ဒီ18လီတာထဲရတယ်ပြီးတော့ကျွန်တော်တို့ဒီဆိုပါစို့ဒီ hydraulic ကန်တွေက CD ကရော့သွားတယ်ရော့ပြီးတော့ကျွန်တော်တို့ဘယ်ရောက်လို့ရောက်မှမသိဘူးနောက်ကြတော့ဒီတခြားယူတာစိတ်နာပေါက်တာပြဲတာမရှိဘဲနဲ့ကျွန်တော် C level နဲ့နေသွားတယ်ဆိုလို့ရှိရင်ဖြစ်တာရှိတဲ့ပြဿနာများသောအားဖြင့်တော့ကျွန်တော်ဒီ gear board ထဲကိုရောက်သွားညော gear board ထဲကိုရောက်သွားတဲ့အကြောင်းရင်းတွေကကျွန်တော်အခုပြထားတဲ့အတိုင်းကျွန်တော် gear board နဲ့ AST ပတ်နဲ့ကကျွန်တော်တွဲထားတာနော်ဒီ AST ပတ်နဲ့မှာကျတော့သူ့ရဲ့ချောစီရဖို့ဆိုတာကကျွန်တော်တို့ဒီ hydraulic ကန်နေရတယ်ပြီးတော့ကျွန်တော်တို့ဒီ CO ယူရတယ်ပေါ့ဗျာ CO ယူရတဲ့ CO ယူပြီးတော့ဒီ hydraulic တွေကဒီရှေ့တို့နောက်ဆုတ်သွားလာဖို့လှုပ်ရှားဖို့စက်တစည်းသွားလာလှုပ်ရှားဖို့ဆိုတော့ဒီ AST ပန့်လေးအလုပ်လုပ်ပေးတဲ့အတွက်ကြောင့်မလို့ဒီ hydraulic စီကကျတော့ဒီ AST ပန့်ထဲမှာတူလုံထားရတယ်တူလုံပြီးတော့သူလုံးစရာရှိတဲ့လှုပ်ဆောင်ချက်ကိုလုပ်တယ်အဲ့တော့နောက်တစ်ချက်ကကျတော့ဒီ gear box ထဲကိုဘာကြောင့်ရောက်သွားလဲဆိုတော့ကျွန်တော်တို့ gear box နဲ့ AST ပန့်နဲ့သူ့မှာပတ်သက်ဆက်နွယ်မှုဆိုတာရှိတော့ဒီ AST ပန့်က gear box ကိုကျွန်တော်တို့တွားပြီးတော့ခိုင်းစီတယ်အလုပ်လုပ်တော့ခိုင်းနေသူပေါ့ဗျာနော်ခိုင်းတဲ့သူကဘယ်နည်းမျိုးခိုင်းတယ်သူတို့ရှက်နဲ့ coupling နဲ့ pinion နဲ့ချိတ်ဆက်ပြီးတော့ကျွန်တော်တို့ဒါ gear box ကိုခိုင်းတယ်ပေါ့နော် gear box ရဲ့လှုပ်ဆောင်မှုကြလို့အဓိကသူကတော့အနေအများပိုင်းသွားဖို့လာဖို့ gear ချင်းမှုလောက်ပဲသူကအလုပ်လုပ်တာဟုတ်နော်ဒီအဓိကသွားတဲ့အကြောင်းရဒီ AST ပန့်ကသူခိုင်းစီမှုကြောင့် gear box ကအလုပ်လုပ်ရတယ်ဆိုဒီအတွက်တော့ဒီ gear box နဲ့ AST ပန့်မှာကျွန်တော်တို့ရှက်နဲ့ coupling နဲ့ pinion နဲ့နော်ဒီရှက်နဲ့ coupling နဲ့ pinion နဲ့ကိုကျွန်တော်တို့ချိတ်ဆက်ထားတဲ့အခါမှာကျွန်တော်တို့ဒီဥပမာဒီရှက်စားသွားလို့လဲမယ်နော်အထက်ထဲကဘောစားသွားလို့လဲမယ်ဆိုလို့ရှိရင်ကျွန်တော်တို့လွယ်ကူလဲနိုင်မှုအတွက်ကျွန်တော်ဒီကြားထဲမှာကျွန်တော်တို့ဒီရှက်ကိုထုတ်ဖို့ဘောထုတ်ဖို့ခါမှာကျွန်တော်တို့ဒီအလွယ်တကူထုတ်လို့ရအောင်ဆိုလို့သူကအသေးတက်စင်စားခြင်းတော့မရှိဘူးအဲ့အတွက်ကြောင့်မို့ကျွန်တော်တို့ကဒီရှက်ကိုထုတ်တဲ့ခါမှာကျွန်တော်တို့အလွယ်တကူထုတ်ဖို့အတွက်ကကျတော့ကျွန်တော်တို့ဒီအသေးတက်ဆင်ထားခြင်းမရှိတဲ့အတွက်ကြောင့်မလို့ကျွန်တော် C တစ်ခုခံထားပြရတယ်ဒီ C ကိုထုတ်ပြီးတော့မှအထက်ကဘောထုတ်မရှက်ထုတ်မဆက်ဖြစ်ပါဗျာအဲ့အတွက်ကြောင့်ကျွန်တော်ဒီထဲမှာဒီ AT ပတ်နဲ့မှာ gear box နဲ့ဆက်နွယ်တဲ့အပိုင်းမှာပေါ့နော်ဒီဘောတော်၎င်းအဝိုင်းစီတော်၎င်းရှက်တော်၎င်းစသဖြင့်အထိုင်စားသူတော်၎င်းစသဖြင့်ပြောဗျာဒီပြဿနာအကြောင်းရင်းအမျိုးမျိုးကြောင့်ဒီထဲကဘောကွဲမယ်နော်အထက်ကရှက်စားလို့လူးမယ်စသဖြင့်ပေါ့အဲ့လူးတဲ့ခါမှာကျွန်တော်ဒီအဝိုင်းစီကနေပြီးတော့ C ကကြော်ပြီးတော့ gear box ထဲကိုရောက်သွားမယ် gear box ထဲမှာသူရဲ့ဝင်စားတဲ့ပမာဏကြော်လွန်သွားပြီဆိုရင်တော့ gear box အဖုံးတွေတို့ဒီ over ပြန် bike တို့ဘာညာကွီးကွာတွေရပြီးတော့တခြားထွက်လို့ရတဲ့လမ်းကြောင်းကနေပြီးတော့သူရှံပြီးတော့ထွက်လာမယ်အဲ့ကာလမှာကျွန်တော်တို့ကဒီ gear box စီတိုးလာတယ်ဆိုပြီးတော့နော် gear box စီတော့တိုးလာတယ်ဒီ AD ပန်တွေကစီရော့သွားလို့ဖြစ်တဲ့စက်တွေတော်တော်များများမှာဘယ်လိုသွားပြီးတော့ထိတယ်ဆိုတော့ကျွန်တော်တို့main ပန်ကိုအဓိကသွားထိပါတယ်နော် main ဒီ hydraulic ကန်ထဲမှာကျွန်တော်တို့စီရွက်သွားတဲ့ဒီဘက်နဲ့ကျွန်တော်တို့ main ပန်ကိုသွားပြီးတော့ဒုက္ခပြပါတယ်အဲ့အတွက်ကြောင့်မို့ကျွန်တော်တို့ဒီ hydraulic ကန်ထဲမှာ C level ကိုပုံမှန်စစ်မယ် gear box C level ကိုပုံမှန်စစ်မယ်ဒါနေ့စဉ် maintain တဲ့ချက်တွေကိုအထူးကြီးစိုက်ကြဖို့ဒါကျွန်တော်ဒီရနေပြီးတော့ပဲကျွန်တော် channel လေးရနေပြီးတော့ကျွန်တော်ပြောကြချင်ပါတယ်